ဒါပေါ့နော်အမကနေအလူငွေ330လာပြီးမပုံနေကြခဲ့တာ တော့ပို့တာဒုံးတက် မနေ့တော့မပုံနေကြခဲ့လို့ မောပြီလေး မနေ့ကနေပြီးတော့ပြန်သွားပြီခုနေပြီးတော့ပြန်လာပြီလားတည်းရဲ့ လမ်းတရေကိုမလိုက်နိုင်လို့ငါဒီမျိုးဆိုလိုက်တယ်ညီမလေးလည်းသိတာပဲ ဒါပေါ့နော်မနေ့ညမနေ့ကျရင်နေ့ပြန်ကြမနေ့ပိုင်းကိုစော်ကြီးသွားမှာပါအမက330တက်တက်လေးတက်တက်လေးအမ9သိန်း အသေး မတိတာ9သိန်းနဲ့9သောင်း လူကြ လက်ကြီးရေခဲမောက3သိန်းမှာ ဟောလူကြတာဟဲ့ပါ ပြီးတော့ဘာလို့ဟိုပါလေအင်ဒိုကြက်ကြော်ဆိုတဲ့အမကလည်း9သိန်း အော် အဲ့တော့ညံငေါမောင်နေရလဲဘယ်နဲ့ဆက်လူမှလည်းမလူမှလည်းသူက ဒီမှာဘောသူတို့ မပါဘူးလေ အော်အေးဟုတ်တာငါလည်းပါဟောငါပြချင်တာဒီလိုကင်မရာဒေါက်တာနောက်မှာတပီတီတုတ်ကိုထောက်ထားတာလို့ပြချင်တာ ဟို အဲ့လိုမျိုးလို့စကားပြောနေတဲ့အရှွတ်နောက်ကဖောက်ချင်သေးတာ ကြည့်လိုက်တက်တက်တာပဲเนาะပြပြလို့ကျွန်တော်လည်းလေးခါနေသေးတယ် လိုက်ချင်တာတကယ်လိုက်ချင်တာဒါပေမဲ့ဟိုဟာမမလည်းလောက်တန်းစီတာပဲအများကြီးပဲနောက်မှာ လာလာမှာเนาะ စားတော့ကုန်ကြတော့မြို့လူရမ်းခွာလို့မရဘူး6ရက်နေ့ကျရင်လည်းဒီမှာမန္တလေးဆင်းရအောင်ပဲအားအကြောင်း6ရက်နေ့မနေ့ဒီမနေ့ပြန်ကျရင်လည်း ရရတာ သွားကြရတယ်လို့ပြောရှိသေးတယ်ကင်မရာဘောကဟာနည်းနည်းလေးကင်မရာနောက်ကမှအများကြီးပဲ တယ်မှာ ကိုရှိမှလည်းဖြစ်မှာကိုလိုမကိစ္စအများကြီးပဲ မပုတ်နေမေးနေလူငွေပါတခါလေ ဝေသားပြီးရောလေနော်ပြီးရောအဲ ကိုယ်တိုင်သွားကြည့်လို့သွားမှာဟိုတိုင်းဟိုကားတစ်စီးငားလိုက်လို့ဒိုင်းနာလားပါလားမသိကားတစ်စီးငားလိုက်မလုံးငားလိုက်လို့အေးတယ်မမုံကြီးတော့တော့ ပုံလိုက်လုပ်ပေးတာသူကအဲ့လို မလေးလည်းပြေးသွားလေးဖြစ်နေမှာညီမတို့ရောက်တာနဲ့ဝယ်တာချမ်းတာနဲ့ဟိုဖြစ်နေ ဒီ မှာ ပြောအဲ့ရပါရညကြရင်လည်းဆိုင်ကိုကားပင်ထိုးပြီးတော့ပစ္စည်းတွေထုတ်မယ်တဲ့ ဟုတ်တယ် အဲ့ဒါဟိုဖြစ်မဲတဲ့ ဒီညီမလေးတန်းနေပြန်အဲ့ဒီကိုဝင်ပါလေ ဟိုကောင်းမှာဝင်ပြီးတော့ဟိုကလေပတ်သက်ငွေသားလေးလူလိုက်ရတာမနိုင်ပြောရင်လွယ်တယ်အဲ့ထုတ်ရပြူရဝယ်ရချမ်းရလုပ်ရပြူရအဲ့ဒါပို့ပြီးတော့လေပင်မန်းနဲ့ပို့ပြီးတော့လေထိရောက်ပါ ညီမလေးဆိုမတင်ကြတော့နော်အလူမခံဘူးနော်ဟိုချင်းချင်းနေသွားမယ်သူတို့ပဲဒါ လူကနဲ့ဟာလေလူကမဲ့ဆိုလူမဲ့သူတွေအများကြီးပဲဒါပေမဲ့လေအဲ့ဒီဥစ္စာတော်တော်လေးတော့နည်းနည်းတော့စိတ်တွေစမပြေရတဲ့ပိုင်းတွေရှိတယ်မင်းတို့အရှိမအတွေ့အကြုံလေးရှိကြတော့ဟိုကမဖြစ်တော့ဟိုကမဖြစ်တော့ကိုယ့်ဘာကိုယ်ပဲလိုက်ကြတော့ကိုတူကိုထလေးတွေလည်းအဲ့လိုစကားဆက်မိတဲ့သူလာဆိုင်အေးလူမဲ့ဘသူလာဆက်အလူကတော့လူတယ် 120 130လောက်ရပါညီမလေး ရှင်းမလည်းမြင်လေကထိန်ကြီးမဟုတ်ကထိန်ကြီးပဲငါလည်းပြောနေတာကထိန် ဝါဆိုတင်ငန်းက ကတ်ထားလို့ဒီနေ့ဆိုဒီထက်များများလေးပြပါတယ်လူကတော့ ဟိုမှာလာကျက် အဖက်တွေလည်း ဖက်ကနော် အဖက်တွေကတော့လာ ငါကိုယ့်ရဲ့အသက်ကြီးတယ်နော်ကြည့်လိုက်ကိုကတော့ ဒီမျိုးလည်းထွားလို့ပါ မနေ့ကလေခဏပြန်လိုက်တာတဲ့ကိုမပုတ်နေရကျန်းနေခဲ့တာဟိုကလည်းလွန်ဟလို့တယ်နော် မတို့ကလည်းလွမ်းလို့ဟုတ်ပါလေအမရှိလာတဲ့သူတိုင်းပြန်သွားရင်လွမ်းအောင်လွမ်းနေဒါတောင်တော့သူတို့မောင်ပရိသတ်နေပါလေလိုက်မပို့ရသေးဘူးတွတ်ရိုက်ဆရာနေရရှိသေးတယ်နေပြီးတော့မှရိုက်ဆရာအများကြီးပဲမောင်ပရိသတ်ဆိုရင်လုံးဝကလောကြနာအရန်လာဟုတ်လားဟုတ်လား ကဲမင်္ဂလာပါရှင်ဒါတော့ကားလာမနော်ခုကရန်ကုန်လာနေပါပြီရန်ကုန်ကနေမှမနေ့ပြန်ကိုလေးမျက်နှာမျိုးကြီးကိုသွားမှာပါရှင်ရေပြည့်အတွက်ပေါ့နော်မနေ့ကနေပြီးတော့ဟန်နေရနေတန်းပြန်လာပြီးမှလူချင်းနေဆိုတော့ငါလိုက်ဖို့ဆိုမရတော့ဆိုပြီးတော့တန်းသွားတာပါရှင်ရန်ကုန်မှာပေါ့နော်ဟိုဘွားကျော်လန်းပေါ့နော်ဘွားကျော်လန်းပြီးခွက်စီကအင်ဂျယ်ဖက်ရှင်ဆိုင်နေဒီဇင်ဘာဖက်ရှင်ဆိုင်ရပေါ့နော်အဲ့ဆိုင်နဲ့တူတူမမုံကြီးတို့ဖတီမာတို့တူတူသွားကြပါပါရှင်အင်ဂျယ်ဖက်ရှင်ဆိုင်ရမောင်လေးအပားနဲ့မားနဲ့ပေါ့နော်သူတို့ကလည်းဖတီမာတို့နဲ့တူတူသွားမှာပါရှင်သူတို့ကလည်းသူတို့တက်လူမှာပေါ့ရှင်တက်ဆိုတာဖတီမာတို့မောင်နှမတွေဆိုတူတူပေါင်းလူမှာပေါ့ဟုတ်တယ်မလားနဲ့ကျွန်တော်အမလူလိုက်တယ်အမဘယ်လောက်ကြာတာလို့အမနဲ့မောင်လေးလည်းတော့ဝက်ဆိုင်မယ်ပေါ့နော်မောင်နှမတွေဆိုတော့ကြတော့အဲ့တော့မောင်လေးတော့ဝက်ကိုတော့ဝက်ဘယ်လောက်ကြာမယ်ဆိုတော့မသိသေးပါဘူးကိုကလူရာတွေအမဝဲလို့ပြောတာပေါ့ရှင်ပြီးတော့အားကြောင့်ဒါကတော့အင်ဂျယ်ဖက်ရှင်ဆိုင်ကမောင်လေးနဲ့ဖတီမာတို့နဲ့ဆိုမောင်နှမလူပေါ့နော်မိသားစုလိုဖြစ်နေတော့တူတူမနေ့ပြန်ရေဘေးကိုသွားပါပါရှင်လေးမျက်နှာပေါ့နော်လေးမျက်နှာမျိုးကြီးကိုသွားမှာပါပြီးတော့ဟိုမမုံကြီးရောပေါ့နော်မမုံကြီးကလည်းဖတီမာတို့ပေါ့နော်အကုန်လုံးကိုကျေးဇူးတင်ပါတယ်မကြီးအမကိုလည်းကျေးဇူးတင်ပါတယ်အမလူလေးသိမ်းမရှိအောင်ပေါ့နော်အကုန်စီစဉ်ပေးပြီးအမလူချင်းနဲ့ဘယ်လိုလုပ်ချင်လဲဆိုတော့လေအကုန်လုံးလိုက်စီစဉ်ပေးပြီးအကျိုးတော်ဆောင်ပေးအမကိုလည်းတကယ်လည်းကျေးဇူးတင်ပါတယ်မမုံကြီးပေါ့နော်ရွှေပြည်တာထမ်း6ဝင်ပါနေရနော်မမုံကြီးကိုလည်းကျေးဇူးတင်ပါတယ်နေပြီးတော့မြင့်မကိုလည်းကျေးဇူးတင်ပါတယ်ရှင်သက်လေးမပေါ့နော်ဖတီမလူချင်းနဲ့ဆိုတာနဲ့ကိုပေါ့နော်နောက်ကနေအားရက်တွေရောနဲ့လုပ်ပေးတယ်ပေါ့နော်အင်ဂျယ်ဖက်ရှင်နဲ့မောင်တွေရောဒီပေါ့နော်ရွှေပြည်တာထမ်း6ဝင်မမုံကြီးကိုရောတကယ်ကျေးဇူးတင်ပါတယ်နေပြီးတော့မြင့်ပေါ့နော်အမညီမလေးတော့သွားလူမှာဆိုတော့အေးနောက်ကနေပေါ့နော်မောင်နေညီမလေးအကုန်လုံးခွန်ဆိုင်အားဆိုင်နဲ့ပေါ့နော်လူညီမလေးကောင်းတဲ့အမဘယ်လောက်လူလိုက်မဲ့ဘယ်လိုလူလိုက်မဲ့နော်အဲ့လိုတွေဖြစ်တာလားအေးညီမလေးကိုယ်တိုင်သွားမလားသွားမှာဆိုတာနဲ့ကိုနော်ဒီ
ကယ်ကျေးဇူးတင်ပါတယ်ရှင်အခုကဟိုပါပေါ့လေးမျက်နှာမျိုးကြီးကိုအရာဒီတိုင်းကိုသွားနေပါတယ်ဖတိမဘာလို့လဲဆိုပြီးချမ်းသာနေလို့လည်းမဟုတ်ပါဘူးပတ်စံနေပေါ်များနေလို့လည်းမဟုတ်ပါဘူးကိုရီးယားချီပေါ်ဝါလက်ပေါ်ဝါဟုတ်တယ်မလားချီပေါ်ဝါလက်ပေါ်ဝါလာတဲ့သူပါရှင်အဲ့တော့ကြတော့ကိုရီကိုချမ်းသာလို့တူတဲ့ဒီမှာကိုရီးယားကိုရဲ့ချွေးနှဲစာလေးနဲ့ပေါ့နော်ကိုတက်နိုင်တဲ့ဟာကိုချစ်တဲ့သမီးရှင်တွေအကုန်လုံးလူကြီးတန်းကျင်တဲ့စိတ်သက်အားတရရှိပါပါရှင်ပတ်စံရှိတိုင်းလူချင်းတဲ့စိတ်ကဖြစ်ချင်မှဖြစ်လာပါမရှိရတဲ့တိုင်းလည်းလူချင်းတဲ့စိတ်ဆိုရှိပါတယ်ရှင်ကျမတို့ဆိုရင်ပေါ့နော်ဥပိန်ဒရာဘောကမသိတာနော်ဖတိမတကယ်မသိတာအောင်ဆိုတဲ့အားထက်တရောနဲ့ပေါ့ချွေးနှဲစာလေးနဲ့5သိန်း5000လူပါတယ်ရှင်ဥပိန်ဒရာဘောကမသိတာအောင်ခေါ်တော့ဘူးဒီပေါ့ရှင်ဖတိမတကယ်အဲ့လိုကြမှာပေါ့နော်မရှိလို့လူမဖြစ်အောင်ပေါ့နော်အားထက်တရောနဲ့ကိုသွားမဲ့ဆိုနောက်ကနေပံ့ပိုးပေးကြတဲ့အမားတွေကိုကျေးဇူးတင်ပါတယ်ရှင်